ဘယ်ကဘဘကြီးလဲမေမေတောင်မသိပါလားသမီးရဲ့မေမေပဲသိမလဲသမီးတောင်ဒီကနေ့မှသိရတာသိသဘောကောင်းတာမေမေရဲ့ကြီးစီကလည်းသိပြောတတ်တာပဲမေမေလိုပဲဘဘကြီးကလည်းလေပြီးတော့မုတ်ဆိုးဘူးကြီးမေမေရဲ့ဟုတ်လားနာမည်ကလည်းဦးတုတ်ကြီးတဲ့မေမေသာတွေ့သွားရင်လေသိခိတ်သွားမှာဟဲ့သမီးရဲ့ကို့အမေကိုဒီလိုပဲပြောရသလားဒါနဲ့နေပေါင်းအဲ့ဒီဘဘကြီးနဲ့ကဘယ်လိုလုပ်ပြီးသိတာဩဒီလိုမမင်းဒီလိုသူ့သားဆန်ရှားဆိုတဲ့အကောင်ကသမီးကိုစားလိုက်ပေးရနေပြီသူ့အိမ်ကိုသွားတိုင်ရကတကယ်ကြီးစရာပြောတာပဲမမင်းရဲ့သမီးဖြစ်လေဦးကိုနှိပ်ထားရတယ်ဒီတနင်္ဂနွေနေ့ကြာမှဒီအိမ်ကိုခေါ်ပြီးမမေနဲ့မိတ်ဆက်ပေးရအောင်မမေသာတွေ့ရင်လေအပြက်ခိုက်သွားမှာဆရာလူကလည်းလေအဖိုးကြီးသားဆိုတဲ့ထုံထုံမုံမုံတန်တန်မာမာကြီးမမေငါသမီးအပြိုးကောင်းတာနဲ့မမေတော့အဲ့ဒီဘသူဦးတုတ်ကြီးကိုတွေ့ချင်လာပြီသမီးလေစိတ်ချဒီတနင်္ဂနွေပါလာရပါစီမယ်မမေနဲ့ရောကိုနဲ့ပါမိတ်ဆက်ပေးထားအောင်မတနင်္ဂနွေနေ့လေးမြန်မြန်ရောက်ပါစေကွယ်